ကိုယ့်ရဲ့မကောင်းတဲ့အကျင့်တွေရှိရင်ဘာလုပ်ကြပါပြင်ကြပါမကောင်းတာကြီးကိုလေသွားပြီးတော့ဘယ်လိုဖီးဖြစ်နေတာပေါ့ဒါငါရဲ့စရိုက်ပဲဆိုမလုံးနဲ့မကောင်းတဲ့စရိုက်ဆိုရင်ဦးဇင်းတို့ဘာလုပ်ရမှာလဲပြင်ရမယ်ဦးဇင်းတို့ဟာသူတော်မတွေအပြစ်ကိုမကြည့်နဲ့ကိုယ့်ရဲ့အပြစ်တွေကိုကြည့်သူတော်မတွေကိုကြည့်ချင်းပြကုသိုလ်မတိုးဘူးနိဗ္ဗာန်မရောက်ဘူးကိုယ့်ရဲ့အစ္ဆတကိုကြည့်ပြီးကိုယ့်ရဲ့မကောင်းတဲ့စရိုက်တွေရှိတယ်မကောင်းတဲ့ဝစီကံတွေရှိတယ်အဲ့ဒါလေးတွေကိုတတိထားပြီးပြင်သွားရင်တော့ကိုယ့်ဘဝကြီးနောက်ဆုံးမှာငြိမ်းချမ်းတဲ့ဘဝပိုင်ရှင်ဖြစ်မလားမဖြစ်ဘူးလားအဲ့ဒါကိုသွားပြီးငါတော့ငါစရိုက်ပဲဆိုပြီးတော့မလုံရဘူးနော်အတတ်နိုင်ဆုံးမကောင်းမှုဆိုဦးဇင်းတို့ဘာလုပ်ရမှာလဲပြင်ရမယ်ဦးဇင်းတို့ကမကောင်းမှုတွေကိုနော်ပြင်ရမှာဦးဇင်းတို့ပယ်နိုင်အောင်ကြိုးစားရအောင်ကောင်းတာတွေဆိုအတူယူရမယ်ကျင့်သုံးရမယ်ပေါ့ဟုတ်ရဲ့လားအဲ့ဒါကြောင့်မို့ဒီတနင်္ဇာနီဆိုတဲ့အမျိုးသမီးလေးဟာရောင်ပြီးဆိုရင်ဘယ်လိုရောင်လဲနမောတစ္ဆာဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓဆာမငြိမ်းချမ်းဘူးလားငြိမ်းချမ်းလားတိတ်ကောင်းတယ်အရဟံဂုဏ်တော်ရှင်တမ္မာသမ္ဗုဒ္ဓဂုဏ်တော်ရှင်နော်ဘုန်းတော်ကြည်တော်မူသောရှင်တော်ဗုဒ္ဓအားရှိခိုးပါ၏တဲ့ရောင်တာဘလောက်ကြက်သေးမင်္ဂလာရှိတယ်ကြားလာတဲ့ကိစ္စမကြီးတွေအဲ့ဒီလိုလှုပ်ဆန်းပါအ ਨੇ ဆုံးတော့တခိုင်းဒီမှာတို့ဗုဒ္ဓတော်လောက်လို့ရောင်ဆန်းပါဗျာဟုတ်တယ်မလားဒါကြောင့်မဟုတ်ကဟုတ်ကတွေနဲ့လိုက်မရောင်နဲ့ကြားလားလေ့ကျင့်တာကောင်းတာတွေကိုလေ့ကျင့်တာအဲ့လိုရောင်လေးရှိတဲ့အမျိုးသမီးဖယားကိုအလောက်ထိကြည်ညိုတာတခိုင်းဒီမှာတို့အလောက်ထိကြည်ညိုမကြိုးစားသင့်ဘူးလားဗုဒ္ဓနော်ဘဝမှာအကျေစုအကြီးမားဆုံးဗုဒ္ဓပဲရှိတယ်ဥစဉ်တို့နှလုံးသားမှာကြားလားဥစဉ်တို့ကဗုဒ္ဓဘာသာဝင်ဖြစ်တို့ကိုလေးစားတာတန်ဖိုးကိုသိတဲ့လူမှတန်ဖိုးထားတာသူများဘာသာတွေကိုဥစဉ်တို့မစော်ကားပါဘူးအလုံးဟာသူ့ရဲ့အကြောင်းအကျိုးတွေနဲ့လာနေကြတာကိုဘာသာဝင်ဖြစ်အောင်လို့ဥစဉ်တို့ဘယ်တော့မှမစီယုံကြားလားဓမ္မကိုတော့ထွန်းပြမယ်ဓမ္မံဘာတေယဝိနယံဘာတေယဟောပြမယ်ကြားလားဓမ္မကြီးတွေဘယ်တော့မှဥစဉ်တို့ဘာသာဝင်ဖြစ်အောင်ဘယ်တော့မှမစီယုံကြားလားအကြောင်းအကျိုးမညီညွတ်ရင်မဖြစ်နိုင်ဘူးဘုံကံကြီးမားသူတို့နဲ့ထိုက်တန်တဲ့သာသနာပါတန်ဖိုးကိုတိမှတန်ဖိုးရှိတာတချို့ဗုဒ္ဓဘာသာဝင်တွေကိုယ့်ရဲ့ဘာသာသာသနာတော်ရဲ့တန်ဖိုးကိုမသိတော့တချို့လူတွေကအထင်သေးတယ်ကြက်ရကြတယ်ဒါလည်းဥစဉ်တော့ဝမ်းမနေဘူးသူ့ရဲ့အကြောင်းအကျိုးမညီညွတ်လို့သူ့ရဲ့အသိဉာဏ်အားနည်းနေသေးလို့အဝိဇ္ဇာနိဝရဏတွေပိတ်ဖုံးနေလို့ तू မသိလို့ तू ပြောမဆိုမလုံနေကြတာပဲလို့ဥစဉ်တော့သဘောပေါက်လိုက်တယ်ဝမ်းမနေဘူးဥစဉ်တော့ဘာဖြစ်လို့လဲကံရဲ့အကြောင်းအကျိုးကိုဥစဉ်တို့လေ့လာခဲ့တယ်ဗုဒ္ဓရဲ့ဓမ္မတွေလေ့လာတော့နားလည်တယ်တရားတွေကဖြစ်ပုံချင်းမတူဘူးတခါကြီးတုန်းကကြီးလေသိလားမတူညီဘူးအကြောင်းအကျိုးတွေမတူညီဘူးအသိဉာဏ်တွေမတူညီဘူးတရားတရားတွေမတူညီဘူးတဲ့ဒါကြောင့်ဥစဉ်တို့ကသဘောပေါက်လိုက်တော့လေတိတ်နေလို့ကောင်းသွားတယ်လောကကြီးမှာဟုတ်ပြီနော်ကိုဘာသာသာသနာကိုစော်ကားနေတော့ဝမ်းမနေဘူးဒုဘာသာသာသနာစော်ကားလို့လည်းမပြောက်ကွယ်သွားဘူးဖြက်စီးလို့လည်းမပြတ်ဘူးကြားလာတယ်ငယ်တွေအဓိကကိုနှလုံးသားမှာငြိမ်းချမ်းအောင်လုပ်နိုင်ရင်အဲ့ဒီသာသနာရေးရှိတည်မယ်နားလည်လားတခါကြီးမိုင်းတို့ဘာသာသာသနာကိုနဲ့ပဲဆိုင်တယ်အတီးတီးကိုစီကိုစီငြိမ်းချမ်းမှုတွေရရှိအောင်ဗုဒ္ဓရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးနေတဲ့ဒီသာသနာဘယ်တော့မှမကွယ်သွားဘူးမှတ်ထားနော်ဒါကြောင့်သူများသောဘာသာဝင်တွေကိုဘာသာဝင်တွေကိုအထင်မှားပြီးစော်ကားဘောကစိတ်မဆိုးရဘူးအကောဒီနာဇီနေကောတယ်စိတ်ဆိုးအမျက်ထွက်ပြီးဆဲရေးစော်ကားတာတဲ့ပုံကိုပေါ်မှာအမျက်မထွက်ခြင်းဖြစ်နော်မေတ္တာရည်စင်ဖြစ်တောင်းလောင်းခြင်းနဲ့အနိုင်ယူနိုင်ရမယ်ဒါဗုဒ္ဓရဲ့အဆုံးအမပဲခန္တီမေတ္တောတကေနာခန္တီမေတ္တာတိသောရည်စင်ဖြစ်ဥစဉ်တို့အနိုင်ယူနိုင်ရမယ်အနာတိပြီးဥစဉ်တို့ငြိမ်းချမ်းသွားတယ်အမျက်ထွက်နေတဲ့ပုံကိုအပေါ်မှာကိုကပို့ပြီးဒေါသတွေပြပြန်လဲဆဲရေးတုတ်ပြန်လိုက်ပြီဆိုရင်သူ့အောက်ရုပ်ညံ့တဲ့ရုပ်မာတဲ့ပုံကိုဖြစ်တယ်လို့ဗုဒ္ဓဟောတယ်နားလည်လားဒါကြောင့်ဗုဒ္ဓရဲ့အဆုံးအမတွေတိတ်ငြိမ်းချမ်းတယ်နော်ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ဖယားသားတော်သမီးတော်အမိခံတဲ့လူတွေသာသနာဝန်ထမ်းရှင်ရန်တွေဟာဗုဒ္ဓရဲ့အဆုံးအမတွေကိုဆန့်ကျင်ပြီးတော့ဟောပြောမယ်ရေးသားမယ်တုံ့ပြန်နေတယ်ဆိုရင်ဖယားရဲ့ဂုံကျက်တွေကြာဆင်းသွားတာကြားတာတော့မဟုတ်ဘူးပေါ့သူတို့ကြောင့်အထင်မြင်မှာပြီးဗုဒ္ဓဘာသာဝင်ရန်ရှင်လူတွေဟာငြိမ်းချမ်းမှုမရှိဘူးဂျာလားကိလေသာတွေတိတ်များတာပဲဒေါသတွေတိတ်ကြီးတာပဲဆိုပြီးတော့ကဲ့ရဲ့ပြစ်တင်ခြင်းခံရတာဘာမှတော့ဖြစ်ဘူးဗုဒ္ဓငြိမ်းချမ်းတဲ့ဘဝပိုင်စဉ်ဖြစ်ပြီးကိုယ့်အတွက်တော့မကောင်းပါဘူးဂျာလားဒါကြောင့်တခါကျမှတ်တာလောကကြီးမှာသူတစ်ပါးတွေကိုမကြည့်နဲ့ကိုယ်နှလုံးသားကိုငြိမ်းချမ်းအောင်ကြိုးစားကြကိုငြိမ်းချမ်းအောင်ဗုဒ္ဓဟောသွားပေးတာဗုဒ္ဓတရားဟောတာဘယ်သူငြိမ်းချမ်းဖို့တခါရင်မိုင်တို့ငြိမ်းချမ်းရင်လေကိုယ်ဘဝကြီးငြိမ်းချမ်းနေပြီဆိုရင်ဘယ်သူမှအပြစ်မမြင်တော့တအား
ကောင်းပါပြီအဲ့ဒါပဲအဓိကကိလေသာတွေကြောင့်ပြိုင်ဆိုင်နေကြတာဘာတွေကြောင့်ပြိုင်နေလဲနိုင်ငံရေးတွေပြိုင်နေစီးပွားရေးတွေပြိုင်နေလူမှုရေးတွေပြိုင်နေသားသမီးတွေပြိုင်နေနောက်ဆုံးဘာသာအယူဝါဒတွေအချင်းချင်းလဲပြိုင်နေတာမငြိမ်းချမ်းတဲ့လူတွေပြိုင်နေတာငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်တွေကပြိုင်ဆိုင်မှုမရှိတော့သူတို့ငြိမ်းချမ်းအောင်ကျင့်သွားတာဥဒ္ဒနောဗုဒ္ဓဝါဒပြိုင်ဆိုင်ဖို့မဟုတ်ငြိမ်းချမ်းအောင်ကျင့်ဖို့ပြောဘာလို့ကိုလဲငြိမ်းချမ်းပြီဆိုပြီးတော့ဒီတရားကိုမြင်ပြီးငြိမ်းချမ်းပြီဆိုရင်လေတိတ်ပျော်ရွှင်စရာကြီးဘွားကြီးမှာကြီးလိုက်တဲ့မျက်လုံးကကရုဏာမျက်လုံးဖြစ်သွားတယ်မေတ္တာမျက်လုံးဖြစ်သွားတယ်ကိုစော်ကားနေတဲ့ပုဂ္ဂိုလ်မှာစိတ်ဆိုးမှုမရှိတော့ဗုဒ္ဓရဲ့အယူမှာမေတ္တာမျက်လုံးပြကြည့်ရှုတယ်အကျဉ်းနာမျက်လုံးပြကြည့်ပြီးတနာတယ်အကြောင်းကြီးရင်အမှန်တရားကိုပြောပြပြီးတော့ကဲတင်ပေးတယ်အကြောင်းမညီရင်လှစ်လှရှုပြီးတော့ကိုယ်နှလုံးသားကိုငြိမ်းချမ်းအောင်ကြိုးစားသွားတာ